တရက်ကိုထမင်းသုံးနဲ့စားရမယ်လို့ဘသူကသတ်မှတ်ခဲ့ရလဲတရက်ကိုသုံးနဲ့စားရမယ်ဆိုပြီးဘယ်ဆရာဝန်ကမှမညွှန်ကြားခဲ့ဘူးသလိုဒါဟာသဘာဝတရားရဲ့နိယာမလည်းမဟုတ်ဘူးဆိုတာခင်ဗျားတို့သိပါသလားတကယ်တော့ဒါဟာလွန်ခဲ့တဲ့နှစ်ပေါင်းထောင်ချီကလေးကဘာသာရေးစက်ရုံလူသမားတွေရဲ့ဘဝနဲ့စီးပွားရေးသမားတွေဖန်တီးခဲ့တဲ့ကမ္ဘာအကြီးမားဆုံးပုံမြင်တစ်ပုဒ်ပါဒါဆိုကျွန်တော်တို့ဘာကြောင့်တနေ့ကိုထမင်းသုံးနဲ့စားနေကြရလဲအဖြေကတော့ဒီမှာပါလွန်ခဲ့တဲ့နှစ်ပေါင်း2300ခန့်အခုခေတ်အစ္စရေးနိုင်ငံကဂါလိလဲပင်လယ်ကမ်းခြေမှာရှိခဲ့တဲ့အိုဟာလိုတူးဆိုတဲ့နေရာစီကိုအတူတူပြန်သွားကြည့်ရအောင်ရှေးဟောင်းသုတေသနပညာရှင်တွေရှာဖွေတွေ့ရှိချက်အရအဲ့ဒီခေတ်ကလူတွေဟာတစ်နေ့သုံးနှက်စားဖို့နေတတ်စားချိန်တတ်မှတ်ချက်ရလို့လုံးဝမရှိခဲ့ပါဘူးသူတို့ဟာအမဲလိုက်အတိရခုဆိုစားတော့သူတွေဖြစ်ကြပြီးအစားအစာရတဲ့ဘဲအချိန်မဆိုစားရကြတာပါအစားအစာရိတ်ခါကိုအာမခံမရှိတဲ့အတွက်စားတော့ချင်းဆိုတာပုံမှန်လိုရိုးစင်တစ်ခုမဟုတ်ပဲအမဲလိုက်လို့အောင်မြင်တဲ့အခါမျိုးမှာရရှိလာတဲ့ရလဒ်တစ်ခုသာဖြစ်ပါတယ်ဒါပေမဲ့ခရစ်တော်မပေါ်ခင်ဒီစီတောင်းမှာစိုက်ပျိုးရေးလုပ်ငန်းစတင်ထွန်းကားလာတဲ့အခါလူတွေဟာပထမဆုံးအကြိမ်အဖြစ်စိတ်ချရတဲ့ရိတ်ခါထောက်ပံ့မှုကိုရရှိခဲ့ပြီးတော့တနေရာထဲမှာအခြေချနေထိုင်လာကြပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာတော့တနေ့ထမင်းသုံးတဲ့စနစ်ကမရှိသေးပါဘူးရှေးဟောင်းအင်ဂျင်လူမျိုးတွေဟာပါမုံနဲ့ဘီယာပါဝင်တဲ့မနက်စာအပေါ်သားတနတ်နဲ့ဟင်းသီးဟင်းတွေပါဝင်တဲ့ညနေခင်းအဝါစားတနတ်စုပေါင်းနှစ်နက်ပဲစားခဲ့ရတာပါပူဆန်းတာကရောမလူမျိုးတွေပါရောမလူမျိုးတွေကတနေ့ကိုတနတ်ထက်ပို့ပြီးစားခြင်းအပေါ်အလွန်တန်ရာကြီးခဲ့ကြပြီးတနေ့ကိုအချင်းချင်းစားခြင်းဟာအစားကျူးရဲ့အကျင့်ဆိုးတစ်ခုသာဖြစ်တယ်လို့ယုံကြည်ခဲ့ကြပါတယ်သူတို့ရဲ့အဓိကအစားအစာကတော့မွန်းတဲ့ချိန်လောက်မှာစားတဲ့စီနာဆိုတဲ့တနတ်တဲ့တော့အစားအစာဖြစ်ပါတယ်ဒါဆိုဒီသုံးနက်စားတဲ့စနစ်ကဘယ်ကနေရောက်လာတာလဲအဖြေကတော့16ရာစုဗြိတိရှတော်ဝင်ရေတပ်နဲ့စက်မှုတော်လှန်ရေးကြောင့်ဖြစ်ပါတယ်1960ဝန်းကျင်ရာစလို့လူအမြောက်များဟာစက်ရုံတွေထဲမှာတင်းကျပ်ပြီးစံသတ်မှတ်ထားတဲ့အချိန်တွေအတိုင်းအလုပ်လုပ်လာကြပါတယ်တင်ဟာသတ်မှတ်ထားတဲ့အချိန်မှာလုံးဝင်ရပြီးမွန်းတဲ့ချိန်မှာနားကျင်တစ်ချိန်ရပါတယ်ဒါကြောင့်အလုပ်မသွားခင်မနက်စာစားမယ်မွန်းတဲ့ချိန်မှာနေ့လယ်စာစားမယ်အလုပ်ဆင်းပြီးအိမ်မရောက်ရင်ညစာစားမယ်ဆိုတဲ့အကျင့်ဟာစက်ရုံခေရဲ့အချိန်စီအားအသစ်နဲ့ကွက်တိအဝင်ခွင့်ကြားဖြစ်သွားခဲ့ပါတယ်အဲဒီနောက်20ရာစုအစောပိုင်းမှာတော့ပြောင်းမှုဖတ်မှုကိုတီထွင်ခဲ့တဲ့စီးပွားရေးလုပ်ငန်းရှင်ဂျွန်ဟာဗေးကဲလောကမနက်စာဟာတနေ့တာရဲ့အရေးကြီးဆုံးစားစာဆိုပြီးပြင်းထန်တဲ့ကြုံညာလှုပ်ရှားမှုတွေလုပ်ခဲ့ရတာနဲ့မနက်စာဟာမရှိမဖြစ်ဒလေးတစ်ခုဖြစ်သွားခဲ့ပါတယ်ဒါပေမဲ့စိတ်ဝင်စားဖို့ကောင်းတာကကျွန်တော်ခန္ဓာကိုယ်ထဲမှာဇီဝကာမဗေဒဖြစ်စဉ်ကလည်းနေ့အလင်းရောင်ရှိတဲ့အချိန်မှာအစားအစာကိုအကောင်းဆုံးခြေပြနိုင်ဖို့တဘာဝအလျောက်ပြင်ဆင်ပေးထားတတ်တာမလို့ဒီသုံးတဲ့စနစ်ကခန္ဓာကိုယ်နဲ့တိုက်ဆိုင်စွာအဝင်ခွင့်ကြဖြစ်သွားခဲ့ပါတယ်။ဒီနေ့သုံးတဲ့စားခြင်းဆိုတာကဇီဝဗေဒဆိုင်ရာနီးယာမတစ်ခုမဟုတ်ပေမဲ့ဘာသာရေးစိုက်ပျိုးရေးစက်မှုလက်မှုနဲ့လူသားတို့ရဲ့နေထိုင်မှုပုံစံတွေရာစုနှစ်ပေါင်းများစွာပေါင်းစပ်ပုံဖော်ခဲ့တဲ့အံ့ဩစရာသမိုင်းဝင်ရလဒ်တစ်ခုပဲဖြစ်ပါတယ်။ဒီညမှာလည်းတင်ဟာတင်းမတိုင်ခင်ကရှိခဲ့တဲ့လူပေါင်းဘီလီယံများစွာလိုပဲညစာစားဖို့ထိုင်မိအောင်ပါအခုတော့တင်အမှန်တရားကိုသိသွားပြီဖြစ်ပါတယ်